Hello guys วันนี้ channel လေးတော့ subscribe လုပ်ထားပြီးပါအောင်နော်ပုံမှန်နဲ့ဆော့ပါမယ်အဓိက rule ကတော့ဒီရဲ့ dragon နဲ့တွားပါမယ်ဒါကတော့သူပေးထားတဲ့ကိုလိုချင်တဲ့နီးတွေနဲ့တွားမယ်ပေါ့ဒါပေမဲ့အဲ့နီးတွေနဲ့မတွားဘူးကိုယ့်အကူပဲ dragon နဲ့လက်တီနဲ့နှစ်ခုတည်းတွားမယ်အဓိက dragon ဆက်ပြီးတွားပါမယ်Okayဒါကြံခဲ့ဟာသူထည့်ပေးလိုက်တာလုံးဝကြမ်းသွားလင်းထိရအောင်ဆက်ပြီးတော့ဆိုတော့ဟီးရို9កောင်ရှိနေ6កောင်ပြည့်ဖို့ပဲစောင့်တော့စေဒီရဲ့ dragon ရဲ့အစွမ်းလေးတအားကောင်းတယ်လားတအားသူရဲ့ effect ကလေးကျန်တဲ့ effect တက်ဆိုင်သူ effect ကပို့ပြီးတော့ပြင်းနေအခုတော့ဆန်းအောင်ပဲစောင့်နေရပေါ့ဆန်းတာရရင်တော့6កောင်ရူးပြည့်ပြီဒါကတော့သူရဲ့ hero ရေလိုက်ပဲရွေးလိုက်တာဒါတွေပုံမှန်ရေတော့မရှိဒီကဒီလက်တီကတော့ enemy ယူထားပြင်မဲ့လေအဓိကဟိုပါပဲဆက်နေရ dragon ပဲအဓိကဆက်နေရရောင်းလို့ရရင်အဲ့လက်တီဟာတွေပြန်ရောင်းမယ် dragon ပဲအဓိကဝယ်မှာပေါ့အဓိကတော့လက်တီ dry တော့ကိုပဲအဓိကထည့်ထားဒါတော့ကျန်းနေလေးတင်လာသူနဲ့အစင်ကြီးရလောအောင်ဒီ dragon ကလေဒီနည်းရဲ့ ဆော့ပေါ်လေးသူကပေးချင်တိုင်းမပေးဘူးပြအရင်ဆောင်ရတာအခုတော့ဆန်းရပါပြီကဲနောက်တစ် round ကြရင်တော့ဆန်းနဲ့ dragon 6កောင်နဲ့ road to fastအရင်တော့ကောင်းနေပါကဲ okay ဆန်းရောက်သွားပါပြီကဲ dragon 6ခုလုံးဝ perfect ပဲလက်တီးဟာတွေကတော့ရလို့ရညာဆိုမှဝဲနေတကယ်တမ်းလက်တီးအဓိကမဟုတ်တယ်မလားကိုရိုးကတော့လုံးဝ dragon ပဲတွားမှာဆိုတော့လက်တီးတွေကတည်းကထဲလို့ရမလားဆိုမှပဲနေရာလေးရမလားဆိုမှလုပ်နေကန်ထရီစတာတွေကအကုန်လုံးမပြည့်သေးတော့ရတယ်ဝယ်လိုက်ရောင်းလိုက်ပဲချင်းနေပေါ်မူတည်ပြီးတော့နောက်ဆုံးချိန်ကြီးဆွဲခေါ်ရမှာပေါ့နော်ဒီကဒါအရန်ကောင်းတယ်တလားအဲ့ဒါလေးနာမည်မသိလို့ဘီကနေရန်လေးစင်ပြနေလာပြီ dragon 6កောင်တက်တီးကတော့2កောင်နေတယ်ဦးက perfect ပဲဒီလောက်လွယ်တယ်ကြည့်လိုက်နိုင်ဖို့အတွက်ကဲအကြံပေးချင်တယ်တော့ dragon နီးတိုင်းပဲတွားပေါ့ dragon roll တိုင်းဆက်မယ်ဆိုရင်တော့နိုင်ဖို့အလုံးဝလွယ်ကူပဲ easy ပဲကဲ falling ကြံပေးတဲ့အတိုင်းလား dragon နီးတိုင်းနဲ့တွားလုံးဝအပြတ်တက်ကိုနိုင်ရရှိမယ်ကဲ falling နဲ့ဆော့ချင် falling channel subscribe လုပ်ခဲ့ပေးပါဦးနော်ကဲ see you next round ပါတတာ